Real မှာအဆင်မပြေတဲ့ Mbappe ကိုခေါ်ယူဖို့ချောင်းနေတဲ့ Premier League အသင်းကြီး3သင်းပထမဆုံးသတင်းကတော့ Manchester United ပါ Ineos တို့ရဲ့ခေတ်သစ်မှာ United ဟာကမ္ဘာအဆင့်ကစားသမားတစ်ယောက်ကိုလိုအပ်နေပါတယ်ငွေကြီးအင်အားတောင်းတင်းတယ်လို့ Mbappe သာရောက်လာခဲ့ရင် Old Trafford ရဲ့ဘရင်သစ်ဖြစ်လာမှာသိချပါတယ် Rashford နဲ့ Mbappe အတွဲအဖက်ကို United ပရိသတ်တွေမြင်ချင်နေကြမယ်လို့ထင်ပါတယ်ဒုတိယအသင်းကတော့ Arteta ရဲ့ Arsenal ပါ Mbappe ကိုယ်တိုင်ကလည်း Arsenal ရဲ့ကစားဟန်ကိုသဘောကျတယ်လို့တစ်ကြိမ်ထက်မကအရေးအမျိုးပြောဖူးပါတယ်Thierry Henry ရဲ့ခြေရာကိုနင်းဖို့ Mbappe အတွက်အကောင်းဆုံးနေရာကမြောက်လန်ဒန်ဖြစ်နေနိုင်မလား Arsenal ရဲ့ project က Mbappe ကိုဆွဲဆောင်ဖို့အသင့်ပါပဲနောက်ဆုံးသတင်းကတော့ Liverpool ပါဒါကကော်လာဟလမဟုတ်ပါဘူး Mbappe ရဲ့မိခင်ကိုယ်တိုင်က Liverpool ပရိသတ်ဖြစ်ပြီးလွန်ခဲ့တဲ့နှစ်တီကလေးကချိဆက်မှုတွေရှိခဲ့တာပါArne Slot ရဲ့တိုက်စစ်ဂိမ်းမှာ Mbappe သာပါဝင်လာမယ်ဆိုရင် Merseyside ကလပ်ဟာပြိုင်ဘက်ကင်းတဲ့အသင်းတစ်သင်းဖြစ်လာမှာအသေးချပါပဲ Sport Radio ပရိသတ်တို့ရောဘယ်လိုထင်လဲ Mbappe ကို Premier League မှာမြင်ချင်လားသူနဲ့အလိုက်ဖက်ဆုံးကဘေးအသင်းဖြစ်မလဲ comment မှာခံမှန်းပြီးသွားကြပါဦး